အားလုံးမင်္ဂလာပါရှင်ကျမတို့အခုသင်ခန်းစာမှာမျက်မှန်နဲ့ပတ်သက်တဲ့အသုံးအနှုန်းလေးတွေကိုလေ့လာကြပါမယ်အဲ့တော့အရင်ဆုံးမျက်မှန်ကိုပြောချင်တယ်ဆိုရင်ကျမတို့က眼镜လို့သုံးနေနော်ကျမတို့မျက်စိကိုသုံးတဲ့အခါမှာဒီကျင့်ကလေးမှာ for တုံးမဟုတ်ဘဲနဲ့တုံးကိုဖြောက်ပြောတဲ့ချင်းရှင်းနဲ့သုံးတယ်眼睛ဆိုလို့ရှိရင်မျက်စိကိုသုံးတာ for တုံးကလေးနဲ့ဖတ်တယ်眼镜ဆိုပြီးဖတ်တယ်ဆိုရင်အဲ့ဒါဒီမျက်မှန်နော်နောက်တစ်ခုလေးကကျမတို့တွေအဝေးမှောင်ကိုရေးထားတယ်အဝေးမှောင်ကိုသုံးချင်တဲ့အခါမှာကျမတို့က近视လို့သုံးတယ်နော်近视အနီးမှောင်ကိုပြောချင်တဲ့အခါမှာကျမတို့ဒီ远视လို့သုံးတယ်နော်နောက်တစ်ခုလေးကကျမတို့စလင်ဒါကိုပြောတာအဲ့တော့မျက်မှန်တက်တဲ့အခါမှာတချို့ကစလင်ဒါရှိတယ်ဒီစလင်ဒါလေးကိုပြောချင်တယ်ဆိုလို့ရှိရင်เนาะကျမတို့က散光လို့သုံးတယ်เนาะ散光နောက်တစ်ခုလေးကကျမတို့ဒီမျက်မှန်မှာပါတဲ့ဒီမှန်ကိုပြောချင်တယ်ဆိုလို့ရှိရင်镜片နောက်တစ်ခုလေးကကျမတို့တွေမျက်မှန်ခိုင်းကိုပြောတာမျက်မှန်ခိုင်းကိုပြောချင်တယ်ဆိုလို့ရှိရင်ကျမတို့တွေက镜框လို့လည်းသုံးလို့ရတယ်နောက်ပြီးတော့镜架ဆိုပြီးတော့လည်းကျမတို့တွေသုံးလို့ရတယ်เนาะနောက်တစ်ခုလေးကကြတော့ကျမတို့မျက်စိစမ်းသပ်တယ်ဒါလေးကိုပြောချင်တယ်ဆိုရင်眼光ရတယ်เนาะနောက်တစ်ခုလေးကကြတော့ကျမတို့မျက်ကပ်မှန်ကိုသုံးချင်တယ်ဆိုလို့ရှိရင်隐形眼镜ရမယ်เนาะ